မင်္ဂလာပါခင်ဗျာကျွန်တော်တို့အားလုံးဟာနေ့စဉ်ဘဝမှာကိုယ်ပတ်ဝန်းကျင်နဲ့အပြန်အလှန်ဆက်နွယ်ပြီးနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေပါကိုယ်လုံးမကိုယ်စားပဲဖြစ်ဖြစ်ဘယ်လိုနေထိုင်မှုပုံစံပဲဖြစ်ဖြစ်ဘယ်စီးပွားရေးမဆိုကိုင်းကျွန်းမီကျွန်းခိုင်းမီနေထိုင်ကြရတာပဲဖြစ်ပါတယ်ဒါပေမဲ့နိုင်ဆိုတဲ့နိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့မှာဘလူအခွင့်အရေးတွေရှိနေလဲဘလူတာဝန်တွေကြေပွန်ရမလဲဆိုတာကိုရောတိတိကျကျသိထားကြပါရဲ့လားဒီမိကုန်းတွေဟာယူရှင်းပေမဲ့ကျွန်တော်တို့ရဲ့ဘဝနိုင်ငံရဲ့အနာဂတ်အတွက်အရေးကြီးပါတယ်ဒီနေ့ဗီဒီယိုမှာနိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေနဲ့တာဝန်တွေအကြောင်းကိုဆွေးနွေးတော့မှာဖြစ်ပါတယ်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးနဲ့တာဝန်တွေဟာဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအတွက်အခြေခံအုတ်မြစ်တွေပါပဲကိုယ့်အခွင့်အရေးကိုတည်နာလေခြင်းကကိုကောက်ွယ်ဖို့ကတရားမျှတမှုကိုတောင်းဆိုဖို့စွမ်းဆောင်ပေးနိုင်တယ်လို့ကိုယ်တာဝန်တွေကိုကြည်ပွန်ခြင်းကတော့ကိုယ်ပတ်ဝန်းကျင်နဲ့လူအဖွဲ့အစည်းကိုပုံမကောင်းမအောင်ပုံဖော်ပေးပါတယ်ဒီဗီဒီယိုကြည့်ပြီးတဲ့အခါပုံမကောင်းမတဲ့နိုင်ငံသားတယောက်ဖြစ်ဖို့အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်ကဲဆက်လက်ကြရအောင်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးများပထမဆုံးနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အခွင့်အရေးတွေအကြောင်းကိုလေ့လာကြည့်ကြရအောင်ဒီအခွင့်အရေးတွေဟာကျွန်တော်တို့ရဲ့ဘဝမှာအခြေခံအုတ်မြစ်တွေပဲဖြစ်တယ်နိုင်ငံသားတိုင်းမွေးရပါပိုင်ဆိုင်တဲ့အခွင့်အရေးဆိုတာရှိပါတယ်ဒါတွေကတော့နံပါတ်1အသက်ရှင်သန်ခွင့်နဲ့လုံခြုံခွင့်ဒါအခြေခံအကျဆုံးအခွင့်အရေးပါပဲဥပဒေမဲ့တပ်ဖြတ်မှုတွေကိုယ်ခန္ဓာကိုထိခိုက်နစ်နာအောင်ပြုလုပ်ခံရတာတွေကနေကာကွယ်ပိုင်ခွင့်ရှိပါတယ်ကျွန်တော်တို့ရဲ့ဘဝဟာလုံခြုံမှုရှိရပါမယ်နံပါတ်2လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဒီအခွင့်အရေးကကျွန်တော်တို့ရဲ့အတွေးအမြင်တွေခံစားချက်တွေကိုလွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကိုဆိုလိုတာပါစာပေအမှုပညာစကားလုံးနဲ့ဖြစ်စေတခြားနည်းလမ်းတွေနဲ့ဖြစ်စေဥပဒေပေါင်းတွင်ကနေလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိပါတယ်ဒါပေမဲ့တတိထားမှာကတခြားသူကိုထိခိုက်နစ်နာအောင်ဂုဏ်သိက္ခာကိုထိပါအောင်လုပ်လို့မရပါဘူးဒီအတွက်လည်းဥပဒေပြဋ္ဌာန်းထားလို့ရှိပါတယ်ဒီစကားကဒီမိုကရေစီနိုင်ငံကပြောချင်တာပြောလို့ရတယ်ဆိုပြီးကျင့်ဝတ်မရှိပဲပြောတတ်တဲ့တောက်တလဲလူတွေအတွက်ဖြစ်ဆက်ပြောပြရတာပါနံပါတ်3လွတ်လပ်စွာစုဝေးခွင့်နဲ့အသင်းအဖွဲ့ဖွဲ့စည်းခြင်းငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ကိုယုံကြည်ရာအသင်းအဖွဲ့တွေကိုဖွဲ့စည်းပိုင်ခွင့်ရှိပါတယ်ဒါကလည်းဒီမိုကရေစီရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုပါနံပါတ်4လွတ်လပ်စွာကိုးကွယ်ခွင့်ကိုယုံကြည်ရာဘာသာကိုလွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်နဲ့ဘာသာရေးဆိုင်ရာထုံးတမ်းအစဉ်အလာတွေကိုလိုက်နာပိုင်ခွင့်ရှိပါတယ်ဗုဒ္ဓမို့လို့ခရစ်ယာန်မို့လို့အစ္စလာမ်မို့လို့စသဖြင့်ဘယ်ဘာသာကိုမှခွဲခြားဆက်ဆံခြင်းမပြုရပါဘူးနံပါတ်5ပညာသင်ယူခွင့်ကလေးတိုင်းအတွက်အခြေခံပညာသင်ဝင်နေရအခွင့်အရေးရှိပါတယ်လူတိုင်းပညာရေးကိုခံစားခွင့်ရှိပြီးကိုယ့်ဘဝကိုမြင့်တင်ဖို့ပညာသင်ကြားခွင့်ရရှိရပါမယ်နံပါတ်6ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်နိုင်ငံသားတိုင်းအခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကိုခံယူပိုင်ခွင့်ရှိပါတယ်ဒါလူသက်ကိုကာကွယ်ဖို့နဲ့ဘဝကိုကျန်းကျန်းမာမာဖြတ်သန်းနိုင်ဖို့အရေးကြီးပါတယ်နံပါတ်9တန်းတူညီမျှခွင့်လူမျိုးဘာသာကြားမှယာရုပညာရေးချင်းစတာတွေကြောင့်ခွဲခြားဆက်ဆံခြင်းမရှိဘဲဥပဒေအောက်မှာတန်းတူအခွင့်အရေးရရှိရပါမယ်နံပါတ်10တရားမျှတစွာတရားစီရင်ခံယူခွင့်ဥပဒေအရတရားစွဲဆိုခံရတဲ့အခါတရားမျှတစွာစစ်ဆေးခံယူခွင့်နဲ့ရှင်းနေငှားရမ်းပြီးကုခံခြေပပိုင်ခွင့်ရှိပါတယ်နံပါတ်9ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နဲ့လုံခြုံခွင့်မိမိရဲ့ပစ္စည်းဥစ္စာတွေကိုပိုင်ဆိုင်ခွင့်ရှိတယ်လို့မိမိရဲ့နေအိမ်နဲ့ဘဝလုံခြုံမှုအတွက်ကာကွယ်ပိုင်ခွင့်လည်းရှိပါတယ်နံပါတ်10အလုပ်ကိုင်ရွေးချယ်ခွင့်နဲ့မျှတသောလုပ်ခရရှိခြင်းလွတ်လပ်စွာအလုပ်လုပ်ကိုင်ခွင့်နဲ့မိမိလုပ်အားနဲ့ထိုက်တန်တဲ့လုပ်ခလစာကိုရရှိပိုင်ခွင့်ရှိပါတယ်နိုင်ငံရေးအခွင့်အရေးများဒီမိုကရေစီနိုင်ငံသားတယောက်အနေနဲ့နိုင်ငံရေးမှာပါဝင်ဆောင်ရွက်ခွင့်တွေလည်းကျွန်တော်တို့မှာရှိပါတယ်နံပါတ်1မဲပေးပိုင်ခွင့်နဲ့မဲဆန္ဒပေးပိုင်ခွင့်ရွေးကောက်ပွဲတွေမှာမိမိဆန္ဒအရမဲပေးပြီးကိုကြိုက်နေတဲ့ခေါင်းဆောင်တွေကိုရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိပါတယ်ဒါအပြင်
အရေးချင်းပြည့်မီရင်ကိုယ်တိုင်လည်းရွေးချယ်တင်မြှောက်ခံရပိုင်ခွင့်ရှိပါတယ်နံပါတ်1အစိုးရလုပ်ငန်းများတွင်ပါဝင်ခွင့်နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးကဏ္ဍတွေမှာအရေးချင်းတဲ့ညီဝင်ရောက်လုပ်ပိုင်ခွင့်ရှိပါတယ်နံပါတ်3အစိုးရ၏လှုပ်ဆောင်မှုများကိုစောင့်ကြည့်ဝေဖန်ပိုင်ခွင့်အစိုးရ၏လှုပ်ဆောင်မှုတွေကိုပွင့်လင်းမြင်သာမှုရှိစွာစောင့်ကြည့်ဝေဖန်ထောက်ပြနိုင်ခွင့်ရှိပါတယ်ဒါဟာအစိုးရကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ရှိအောင်ကူညီရာရောက်ပါတယ်လွတ်လပ်တဲ့အာဏာရှိနေဖောက်ပြန်တတ်တဲ့သဘောတရားကရှိသဖြင့်မို့ပါနံပါတ်4သတင်းအချက်လက်ရယူပိုင်ခွင့်ဆိုရရဲ့ဆောင်ရွက်မှုတွေနဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေကိုတောင်းဆိုပိုင်ခွင့်သိရှိပိုင်ခွင့်ရှိပါတယ်ဒီအခွင့်အရေးတွေဟာကျွန်တော်တို့နိုင်ငံသားတိုင်းအတွက်အလွန်တန်မှုရှိတဲ့အမွေအနှစ်တွေပါပဲဒါတွေကိုကာကွယ်ဖို့နဲ့မြင့်တင်ဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်ကိုယ်ခွင့်အရေးတွေချိုးဖောက်ခံရလို့ရှိရင်ဥပဒေအရတရားစွဲဆိုပိုင်ခွင့်ရှိတယ်လို့လူခွင့်ရေးအဖွဲ့အစည်းတွေကနေအကူအညီတောင်းပိုင်ခွင့်လည်းရှိတယ်အခွင့်အရေးတွေကိုသိရှိနားလည်ထားမှသာကိုယ်ပိုင်ဆိုင်နာတွေကိုကာကွယ်နိုင်မှာပါနိုင်ငံသားတယောက်ရဲ့တာဝန်များအပေါ်မှာပြောခဲ့တယ်လို့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေရှိတယ်လို့ပဲနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့မှာကြေပေါ်ရမယ့်တာဝန်တွေလည်းရှိပါတယ်ဒီတာဝန်တွေကကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းနဲ့နိုင်ငံကိုပုံမှုဖွံ့ဖြိုးတိုးတက်အောင်ပံ့ပိုးပေးနိုင်မှာပါတာဝန်ဆိုတာပေးဆက်ခြင်းတသက်မဟုတ်ပဲပုံမှုကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုကိုယ်တိုင်ဖန်တီးခြင်းပဲဖြစ်ပါတယ်ဥပဒေကိုလိုက်နာခြင်းနံပါတ်1နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဒီဇယ်ဥပဒေကိုလိုက်နာခြင်းဒါဟာနိုင်ငံသားတိုင်းရဲ့အခြေခံအကြဆုံးသောတာဝန်ပါရင်းစည်းကမ်းလမ်းစည်းကမ်းကအစပြည်မှုဆိုင်ရာဥပဒေတွေအဆုံးဒီဇယ်ဥပဒေတွေကိုလေးစားလိုက်နာရပါမယ်ဥပဒေကိုလိုက်နာခြင်းဟာလူမှုဖွဲ့စည်းရဲ့ငြိမ်းချမ်းရေးတည်ငြိမ်မှုကိုထိန်းသိမ်းရာရောက်ပါတယ်နံပါတ်2အခွန်အခါများပေးဆောင်ခြင်းနိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအဆောက်အအုံတွေတည်ဆောက်ဖို့ကျန်းမာရေးပညာရေးလိုဝန်ဆောင်မှုတွေပေးဖို့အတွက်ကျွန်တော်တို့ပေးဆောင်တဲ့အခွန်အခါတွေကအရန်ရေးပါပါတယ်အခွန်ကိုမှန်မှန်ကန်ကန်ပေးဆောင်ခြင်းဟာတာဝန်ကျေပွန်တဲ့နိုင်ငံသားတယောက်ရဲ့လက္ခဏာပါပဲနိုင်ငံရေးနဲ့လူမှုရေးတာဝန်များနံပါတ်1မဲပေးပိုင်ခွင့်ကိုအပြည့်အဝအသုံးချခြင်းကိုမဲပေးပိုင်ခွင့်ကိုတာဝန်ယူမှုရှိစွာအသုံးချပြီးကိုယ်စားလှယ်ကောင်းတွေကိုရွေးချယ်တင်မြှောက်ရပါမယ်ဒါဟာနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်ရမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခြင်းပါပဲနံပါတ်2နိုင်ငံသားအဖြစ်တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းကိုယ့်ရဲ့ရွာကိုယ့်မြို့နယ်မှာပြုလုပ်တဲ့လူမှုရေးလှုပ်ရှားမှုတွေအများအကျိုးပြုလုပ်ငန်းတွေမှာတက်နိုင်သမျှပါဝင်ဆောင်ရွက်သင့်ပါတယ်နံပါတ်3လူမှုဖွဲ့စည်းပေါ်တာဝန်တည်ခြင်းအများပိုင်ပစ္စည်းတွေကိုထိန်းသိမ်းစောင့်ရှောက်ခြင်းပတ်ဝန်းကျင်တန်ရှင်းရေးကိုဂရုစိုက်ခြင်းအမိုက်ကိုအမှန်ကန်စွာဆွမြင့်ခြင်းတို့ဟာကျွန်တော်တို့အားလုံးရဲ့တာဝန်ပါနံပါတ်4အမှန်တရားကိုဖော်ထုတ်ခြင်းနဲ့တရားမျှတမှုကိုထောက်ခံခြင်းအကျင့်ပြတ်ခြစားမှုတွေမတရားမှုတွေမြင်တွေ့ရတဲ့အခါတက်နိုင်သမျှကန့်ကွက်ထောက်ပြခြင်းအမှန်တရားဘက်ကယက်တည်ခြင်းဟာတာဝန်ယူမှုရှိတဲ့နိုင်ငံသားတယောက်ရဲ့ဂုဏ်ပုဒ်ပါပဲနံပါတ်5နိုင်ငံသားကောင်းပိသားစွာနေထိုင်ခြင်းအခြားသူတွေကိုလေးစားခြင်းမတူကွဲပြားမှုတွေကိုလက်ခံခြင်းအကြမ်းဖက်မှုကင်းတဲ့ပတ်ဝန်းကျင်ကိုတည်ဆောက်ခြင်းတို့ဟာကျွန်တော်တို့အားလုံးရဲ့တာဝန်တွေပါကဲဒီဗီဒီယိုရဲ့အဆုံးသတ်ကိုရောက်ရှိလာပါပြီကျွန်တော်တို့ဆွေးနွေးခဲ့တာကိုပြန်လည်သုံးသပ်ကြည့်ရမယ်ဆိုရင်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးနဲ့တာဝန်တွေဟာဒင်းငါးပြားရဲ့နှစ်ဖက်လိုပါပဲခွဲခြားလို့မရပါဘူးအခွင့်အရေးတွေရှိနေသဖြင့်တာဝန်တွေလည်းရှိနေရမှာဖြစ်ပြီးတာဝန်တွေခြေပေါ်မှသာအခွင့်အရေးတွေကိုအပြည့်အဝခံစားခွင့်ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံသားတယောက်အနေနဲ့ကိုယ့်အခွင့်အရေးတွေကိုသိတယ်လို့ကိုယ့်တာဝန်တွေကိုလည်းခြေပေါ်ရပါမယ်ဒီနှစ်ခုမျှတမှသာအားလုံးအတွက်ပုံမှုကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးနိုင်မှာပါယခုချိန်မှာကျွန်တော်တို့နိုင်ငံမှာပညာတတ်လူငယ်တွေဟာနိုင်ဆိုတဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးရဖို့အတွက်အကြမ်းဖက်စစ်တပ်ကိုတွန်းလှန်တိုက်ခိုက်နေကြပါတယ်ဒီလူငယ်တွေဟာစစ်ကိုနှစ်သက်လို့တိုက်နေတာမဟုတ်တယ်လို့ကိုယ့်အသက်ကိုတန်ဖိုးမထားလို့လည်းမဟုတ်ပါဘူးမဖြစ်မနေတော်လှန်မှရမယ်တော်လှန်စစ်မှုအသက်တွေရင်ပြီးတော်လှန်နေကြပါတယ်ဒီလူငယ်တွေဟာငယ်ရွယ်တဲ့ဘဝဖြစ်တမ်းမှုတွေကိုစရေးပြီးဒုက္ခတွေအကုန်ပခုံးပေါ်ထမ်းတင်နေကြရပါတယ်ဒီတာဝန်တွေဟာဒီလူငယ်တွေမှာပဲတာဝန်ရှိတာမဟုတ်ပါဘူးခင်ဗျားတို့ကျုပ်တို့အားလုံးမှာတာဝန်ရှိပါတယ်ဝိจิตတန်းကြီးပါဝင်မှုမဟုတ်ပဲအာသွန်ကွန်ဆိုင်ပါဝင်တော်လှန်ဖို့ဖိတ်ခေါ်ရင်းဒီဗီဒီယိုကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ
ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် peace